mình là phong này kia sống nó nhận được kinh lý được so với bạn được xem ra gì chỉ nhận được kinh lý mà bao số này xin cả khán giả để phải nghe nó sẽ sẽ có tác giả gì công Giêsu phong này kia sống nó thì khi mà tên này mình là siêu sĩ xin cả khán giả để phải nghe nó sẽ sẽ मेरा कोच है मेरा तारीमी पालो जिन्हें मी मेरा मारिया ये कावे संशम सेयाशिलो तो सिंगलो सिंचाने जावाज़े उसा परमा सनाजु सुचु बिलाई बाहे इन्हें लेकिन बा चलो आलो तो इमदामा ये चीज़ चले चले लो वो यहाँ तक ले चले तब यूचे से न्यागो दिखने मी मेरा मारिया ने दिलवा चलो संयोग के जा रहे दिशा के लिए बा मेरा मारिया ने दिलवा खुद औदी हुदो पुरमे सक्रामेंटू बाउंसी पावे नीरो चलो ये तांसला जगत ट्रेन फ्लैट बीमा मेरे को कुछ चीमों जा रहे सेवी से जा रहे चेन सो जा रहे पुरमिया सक्रामेंटू में सारे चेन रे तीसो ये न पुरमिया को ले कुछ चीमों थापना क्यों जा रहा इमतामा तेरे जापते क्यों सांगे चे तटी खान चे चे लो पोमोनी में क्यों आबाद बाजार में सरो तमाचा सारे में क्या लीरो हाशु जारे चेंकावे मा दिने लेकिन दिना जावा कोई यारे गोंजीसु पाने के सोनों के माँ तेनाई मेरा शीशेली शिंगा खांजी ते पाएंगे सच्चे दी में जाचे हा चलो लुगारी ये में जाचे मोबू भैयाजे सेलो चेंगू खाया रे जामे गाविया रे बीमा मेरा तो के मांगो मैं जाके रे चांस गावी चला सलगिलो शिनुगा खांजीते अपने लेज़र नेको पशुरे चेमा तेरी महिमा लारुवे न्यागाओ में लाशी दुखेगी तेरी वामे मा अतीरो दिले मेला शिरों ई सुरीरों तमाचा sama selebrisia selama shinuga kanji sate panyen sakoma luasu wedema amyodani turi atango nyingwe korogo wedo wane koro surondo tamyaduri meila shija hi tamacha sama choro pashu taushu jare chengama mero ke magu chimon pauna goju thare notba yaro yago choro peshiya phit ba dai ba ga diye mero ko choro chet neji mi ba so no shinuga akhang chit de apan ye 48ကိုပေါ်ပြထားပြီးယခုမှစ၍ခတ်သိမ်းသောလူမျိုးအစဉ်ဆက်တို့သည်ငါကိုမင်္ဂလာရှိသောသူဟုခေါ်ဝေါ်ကြလိမ့်မည်ဆိုပြီးမှဓမ္မကျမ်းစာအားဖြင့်ကျွန်တော်တို့အားလုံးကိုဒီနေ့ပြန်လည်ပြီးတော့ဒီအချက်လေးကိုအစဉ်ရစေတာပဲဖြစ်တယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့မေတော်ဒီမှာကိုဂုဏ်ပြုခြင်းမောပေါနာပြုရင်းမေတော်ရဲ့ကာကွယ်ဆောင်ရှောက်မှုကိုအစဉ်တောင်းလျှောက်ကြတဲ့ကျွန်တော်တို့အားလုံးဟာအင်မတန်မှတင့်တယ်ကြောက်ပတ်တဲ့လှုပ်ဆောင်ချက်ဖြစ်တယ်လို့တမန်ကျမ်းစာအားဖြင့်အသက်ရှင်သောဖျားသားမှုတွေဖြစ်ကြတယ်ဆိုတာကိုဒီကနေ့ညနေခင်းလေးမှာသတိရစေချင်ပါတယ်။အဲဒီကနေ့ညနေခင်းလေးမှာပြန်လည်ပြီးတော့သုံးသပ်ကြမယ်ဆိုရင်မေတော်မာရီယာနဲ့အတူတကွတပေါင်းစည်းကြီးပါလာခြင်းဟာကိုရမြတ်စက္ကရမန်တူဖြစ်ပါတယ်။
တော်ယေရှုနဲ့မိမေတော်မာရိယာဟာတပေါင်းတစ်စီးကြီးဖြစ်နေကြတယ်ခွဲလို့မရလောကကဘာကြီးမှာခွဲလို့မရတဲ့အရာတွေကိုအတင်းတော်ကနေတုန်လှုပ်ချက်တွေနဲ့နားကြမှုတွေနဲ့ဦးစီးဦးဆောင်ပြုနေတာကျွန်တော်တို့အားလုံးအတိပဲဖြစ်တယ်ဥပမာတစ်ခုအဖြစ်ထိန်းရခြင်းစရမန်တူကိုခံယူထားကြတော့အချင်းတွေများတို့ဟာဘယ်ပေါ်ချင်းမပြုရဘူးတို့ကြတဲ့လူ့ဘဝတိုင်းဝင်ခြင်းမှာခွဲလို့မရဘူးလို့ပြောတဲ့အရာကိုခွဲဖို့ရကြိုးစားကြတဲ့အတွက်အကွဲကွဲပြားပြားဖြစ်နေကြတာကျွန်တော်တို့အားလုံးအသိပဲဖြစ်ပါတယ်အဲ့တော့ဒီလိုဒီရဲ့တမိုင်းကိုပြန်လည်ပြီးမှနိုင်ငံပြန်လည်ပြီးမှထောက်ရှုတဲ့အချိန်မှာတမန်ကျမ်းစာနဲ့တင်းတော်ခွဲလို့မရဘူးအဲ့တော့ကျွန်တော်တို့လူသားတွေကနေပြီးမှတခါထမှန်ပြီးတော့တမန်ကျမ်းစာနဲ့တင်းတော်ကိုလည်းခွဲချင်ကြတယ်ဒါကြောင့်မို့ကွဲပြားမှုတွေဖြစ်ပြီးမှဒီကနေ့ကမ္ဘာမှာခရစ်ယာန်သင်္ကန်းတွေထောင်နဲ့တောင်းနဲ့ချီပြီးတော့များပြားလာတာကျွန်တော်တို့အားလုံးအသိပဲဖြစ်ပါတယ်။တော်ပြီးတော့ခရစ်တော်ယေရှုနဲ့အမိမေတော်မာရိယာပေါင်းစည်းခြင်းကိုခွဲခွာလို့မရဘူးဒီကနေ့မေတော်မာရိယာအားဖြင့်ခရစ်တော်ဟာလူလောကမှာလူစားပြီးယူပြီးကျွန်တော်တို့လူသားများအားလုံးအတွက်ကယ်တင်ခြင်းပေးခဲ့တယ်ဆိုတာတမန်ကျမ်းစာအားဖြင့်ကျွန်တော်တို့အားလုံးသိဖြစ်တယ်။တို့ကြောင့်များတဲ့ဒီအချက်ကိုလည်းကျွန်တော်တို့လူတွေကထပ်မံခွဲချင်ကြတယ်။ဒီလိုခွဲချင်ကြတဲ့အချိန်ခါမှာဒီနေ့ခွဲပြားတဲ့ယုံကြည်မှုဌာနအသီးသီးတွေဘာမှဖတ်ရှိလာတာကျွန်တော်တို့ဝိညာဉ်တွေမှာတွေ့မြင်နေရတာတွေဖြစ်ပါတယ်ဒီလိုကြောင့်မို့ဒီနေ့ကျွန်တော်တို့ချိန်ထဲမှာပဲအတင်းတော်နဲ့မေတော်နဲ့ခွဲလို့မရဘူးဆိုတဲ့အချက်ကလေးကိုဒီနေ့ညနေခင်းမှာရေးပြီးတော့အနေနဲ့ဝေမျှအပ်ပါတယ်အဲ့တော့ကိုရိန္သုဩဝါဒစာပထမဆုံးအခန်းကြီး7အပိုင်းငယ်20ခေါ်မှာတေမိုဒီခရစ်တော်၏ကိုခန္ဓာဖြစ်ကြ၍တေမိုတူစီထိုခန္ဓာ၏အစိတ်ပိုင်းများဖြစ်ကြ၏ဒီမှာရှိနေကြတဲ့ကျွန်တော်တို့အားလုံးကခရစ်တော်ရဲ့ခန္ဓာတော်ထဲမှာပါဝင်ကြတဲ့ဘုရားသားသမီးတွေဖြစ်တယ်ဆက်လက်ပြီးတော့ရှင်ဘောလူကနေဒီမှာပေးကြတာကကိုလိုသဲအခန်းကြီး1အပိုင်းငယ်18မှာအသေးတော်ဒီတော်ကိုခန္ဓာဤဥကောင်းဤခရစ်တော်ဖြစ်တော်မူ၏အဲ့တော့ဒီနေ့အသေးတော်ကြီးဟာခရစ်တော်ရဲ့ခန္ဓာဖြစ်လို့အဲ့ဒီခန္ဓာထဲမှာကျွန်တော်အားလုံးပါဝင်နေကြတာဖြစ်ပါတယ်ခရစ်တော်ရဲ့ခန္ဓာထဲမှာပါဝင်ကြတဲ့ကျွန်တော်တို့အားလုံးဟာခရစ်တော်ရဲ့မိခင်မေတော်မာရိယာလည်းကျွန်တော်တို့အားလုံးရဲ့အမိဖြစ်တယ်ဆိုတာအချုပ်အားဖြင့်ပေါ်ပြပါစေ။ထိုနည်းလည်းခရစ်တော်ရဲ့ခန္ဓာကြီးဟာအသေးတော်ဖြစ်လို့ဒီကနေ့မေတော်မာရိယာလည်းဒီအသေးတော်ကြီးရဲ့မိခင်ဖြစ်နေပါတယ်။ဒါကျွန်တော်တို့အားလုံးအတွက်အင်မတန်မှဂုဏ်ယူစရာအင်မတန်မှခေါ်အားဖြစ်စရာအကြောင်းရင်းတည်းပဲဖြစ်တယ်။ဒါကြောင့်ကောင်းလေးအတင်းတော်ကတင်းတော်လို့ပြောလာရင်အမိကလေးအတင်းတော်ဆိုပါတယ်။တင်းတော်ရဲ့ခန္ဓာထဲမှာရှိနေတဲ့အတင်းတော်ဖြစ်တဲ့အတွက်တင်းတော်ရဲ့အမိဟာအတင်းတော်ရဲ့အမိဖြစ်လာတယ်။ဒါတိတ်ရှင်းရှင်းလင်းမြင်သာထင်ရှားတဲ့ချက်ပဲဖြစ်တယ်။ခရစ်တော်ရဲ့ခန္ဓာထဲမှာမရှိတဲ့သူတွေခရစ်တော်ရဲ့အတင်းတော်ကြီးထဲမှာမရှိတဲ့သူတွေအတွက်မေတော်မာရိယာအခြားသောပုဂ္ဂိုလ်ဖြစ်နေမယ်။ဒါပေမဲ့လို့ခရစ်တော်ရဲ့ခန္ဓာထဲမှာအောင်းစီးနေတဲ့ဘုရားသားသမီးတွေရောက်တိုင်း
ရောက်တိုင်းရဲ့မိခင်ဖြစ်လာရတာပဲဖြစ်ပါမယ်ဒါကြောင့်မို့ကျွန်တော်တို့အားလုံးတို့ကအင်မတန်မှခွန်အားတည်းဖြစ်တယ်အမိကလေးဒီမော်ကြီးရဲ့မှာခေါ်တော်မူခြင်းရရှိပြီးတော့ရှင်တန်ခွင့်ရကြတယ်ကျွန်တော်တို့အားလုံးဟာအမိရဲ့ကာကွယ်ဆောင်ရှောက်ခြင်းအမိရဲ့လမ်းပြတုံးတင်ခြင်းကိုအစဉ်ခံရတဲ့ဖျားတော်သမီးတွေပဲဖြစ်ကြတယ်ဘာကြောင့်လဲဆိုတော့ခရစ်တော်ဘုရားရှင်လူစားရည်ယူပြီးလူဖြစ်မဲ့မွေးဖွားတန်းစင်ခြင်းခံရတဲ့အချိန်မှာအားလုံးအစဉ်ပြေချောမွေးတဲ့ဘဝနဲ့ရှောက်လာခဲ့တာမဟုတ်ဘူးမွေးပြင်းစအရွယ်ကနေပြီးမှဒုက္ခအလီလီနဲ့တွေ့ဆုံပြီးဖြတ်တန်းကြော်ဖြစ်ခဲ့ရတဲ့ဘုရားရဲ့သားတော်ခရစ်တော်ပဲဖြစ်ပါတယ်အဲ့တော့ကြော်ပြတဲ့အချိန်မှာသူရဲ့မိခင်မေရိုမာရီယာရဲ့ကာကွယ်ဆောင်ရှောက်မှုအစဉ်ရရှိခံစားရတယ်နောက်ဆုံးမှာကျွန်တော်တို့သားတွေအားလုံးရဲ့ကယ်တင်ခြင်းကိုပေးဖို့ကာဗရီမှာအသက်တော်စွန့်တည်တိုင်အောင်မေရိုမာရီယာထက်ချက်မကွာဖြစ်တော်နဲ့အပေါင်းတစည်းကြီးရှိနေခဲ့တယ်ဆိုတာကျွန်တော်တို့တမန်ကျမ်းစာအဖြစ်သက်သေထူနေတာပဲဖြစ်တယ်ဒီလိုကြောင့်ဒီနေ့ကျွန်တော်တို့အားလုံးရောခရစ်တော်ရဲ့ခန္ဓာတော်တည်ဟူသောကက်သလစ်အသင်းတော်ကြီးထဲမှာပါဝင်နေကြတဲ့အတွက်မေတော်ဟာကျွန်တော်တို့အားလုံးရဲ့မေတော်ဖြစ်တယ်လို့မေတော်ကလည်းကျွန်တော်တို့အားလုံးကိုအစဉ်ကာကွယ်ဆောင်ရှောက်နေတယ်ဒီဆောင်ရှောက်ခြင်းကိုကျွန်တော်တို့အနေနဲ့အစဉ်နဲ့အတိမတ်ပြုပြီးရာကြီးမျိုးအာကိုအာရပြုဖို့ရအတွက်မေတော်ကေမကနေဒီမှာကျွန်တော်တို့ကိုလမ်းပြတော်တင်တာစိတ်ပြီးညာညာစိတ်ပါစိတ်ပြီးညာညာစိတ်အဲ့ဒီစိတ်ပြီးစိတ်ချင်အဖြစ်ကျွန်တော်တို့ဟာတမန်ကျမ်းစာကိုပြန်လည်ပြီးတော့ရည်ရွယ်တယ်လို့ဂျာမီဂါဗီယယ်ရဲ့အမိန့်တော်ပြန်ဆိုချက်ကိုကျွန်တော်တို့နေ့စဉ်နဲ့ညအချိန်နဲ့ညပြန်လည်ဝတ်ဆိုနေခြင်းသာဖြစ်တယ်ကောင်းကြီးတော်စီစဉ်ရာစိတ်ပြီးပဲဖြစ်ပါတယ်ဆိုတဲ့အကြောင်းမေတော်ခေမကကျွန်တော်အားလုံးကိုတောင်းခံတယ်လူတော်ခေမချင်းရှားပြတဲ့အချိန်မှာဒီနေ့ဩဝါဒမှာကြားရတယ်အပြစ်သာစဖြေကြပါဒီနေ့ကျွန်တော်အားလုံးစိတ်ပြီးစိတ်ချအဖြစ်မိမိဒုချင်းစီရဲ့နောင်နာတော်ဝိကအတွက်တော်ကောင်းပါဝင်ခြင်းအတွက်မိသားစုတွေအတွက်ဘာသူများအတွက်ကျွန်တော်အားလုံးဒီစိတ်ပြီးကိုအမြဲမခွာစိတ်ချင်းအဖြစ်ကျွန်တော်တို့မေတော်ခေမရဲ့ကာကွယ်ဆောင်ရှောက်မှုကျေးဇူးတော်ရှိမှာအစဉ်လျှောက်လာတဲ့ဖျားရှင်ရဲ့တာသမီကဖြစ်နိုင်ကြဖို့ရာအားလုံးဒီဘဝကြိုးစားကြပါစို့မေတော်မာရီယာရဲ့ကာကွယ်ဆောင်ရှောက်မှုအစဉ်နဲ့ခံစားကြရပါစေ